မင်းကလေးတယောက်မြေအောက်ရထားစီနေတုန်းကောင်းမှာပတိစီထားတဲ့အမျိုးသမီးတယောက်ကသူမကိုစိုက်ကြည့်နေတာကိုရုတ်တရက်သတိထားမိလိုက်တယ်။အဲ့လီကချက်ချင်းပဲမတက်မတာဖြစ်သွားတယ်။သူမအမြန်ဆင်းပြီးတခြားမြေအောက်ရထားကိုပြောင်းစီးလိုက်တယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကအဲ့ဒီထူးဆန်းတဲ့အမျိုးသမီးကမကြခင်မှာပဲသူမနောက်ကိုလိုက်လာပြီးသူမရဲ့နှာခေါင်းဘလောက်လာလဲဆိုတာချီးကျူးနေတာပဲ။အမျိုးသမီးရဲ့ထူးဆန်းတဲ့ပုံပေါက်တာကိုမြင်တော့အဲ့လီကပြန်မဖြေရဲဘူး။ဒါပေမဲ့အမျိုးသမီးကအဲ့လီကိုချီးကျူးစကားတွေထပ်ခါအလဲလဲပြောနေတယ်။အဲ့လီကအယမ်းမတက်မတာဖြစ်နေတယ်။အမျိုးသမီးစီကနေမြန်မြန်ခွာသွားတယ်။ခဏလောက်ရှောက်သွားပြီးတဲ့နောက်အဲ့လီကစိုးရိမ်တကြီးနဲ့နောက်ကိုလှည့်ကြည့်လိုက်တယ်။အမျိုးသမီးကသူမကိုလွတ်မပေးဘူးဆိုတာထင်ရှားတယ်။အဲ့လီကကြောက်လန့်တကြားနဲ့ပတ်ဝန်းကျင်ကလူတွေစီကအကူအညီတောင်းပေမဲ့ပတ်ဝန်းကျင်ကဘယ်သူမှဒီအမျိုးသမီးကိုမမြင်နိုင်ပုံရတယ်။ဒါကိုမြင်တော့အဲ့လီကရဲရဲနဲ့အကြံရသွားတယ်။မှတ်တမ်းတင်ဖို့ဖုန်းကိုအမြန်ထုတ်လိုက်ပေမဲ့နောက်တစ်စက္ကန့်မှာမြေပြင်ပေါ်မှာအဖြူရောင်မီးခိုးတွေကိုမြင်တော့အဲ့လီကအန်နီရဲကိုနောက်ဆုံးတော့သဘောပေါက်သွားတယ်။ကြောက်လန့်ပြီးလှည့်ထွက်ပြေးသွားတယ်။အဲ့လီကရေချိုးခန်းထဲမှာပုံပြီးရဲကိုချက်ချင်းခေါ်လိုက်တယ်။ဒါပေမဲ့ဖုန်းခေါ်ဆိုမှုချိတ်ဆက်လိုက်တာနဲ့အဲ့လီကတခုခုမှားနေပြီဆိုတာခံစားလိုက်ရတယ်။တစ်ဖက်ကလူကလည်းသူမရဲ့နှာခေါင်းကိုချီးကျူးနေတဲ့ထို့နောက်အဲ့လီဒီအပေါ်မှာလက်တစ်ဖက်ဖြည်းဖြည်းချင်းဆန့်ထုတ်လာသည်ကိုမြင်လိုက်ရသည်။ဘူဒါယုံအဲ့လီရဲ့ဇလန်ကမကြခင်မှာပဲလူစီလို့ခေါ်တဲ့ထိတ်လန့်စရာဘလော့ကတယောက်ကမြေအောက်ရထားဘူဒါယုံမှာတရေချောက်နေလားဆိုတာကြည့်ဖို့ဆွဲဆောင်ခဲ့ပါတယ်။လူစီကိုယ်တိုင်ဘူဒါယုံကိုတွားခဲ့ပေမဲ့အဲ့ဒီအချိန်မှာဘူဒါယုံကပိတ်သွားပါပြီ။လူစီရမ်းကြောက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာမျက်နှာကျမီတွေရုတ်တရက်လင်းလာပါတယ်ပြီးတော့လူစီကလူတယောက်ကိုမြင်လိုက်ပေမဲ့အဲ့ဒီမှာဘယ်သူမှမရှိခဲ့ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းမှတ်မိနေပါတယ်။ဒီလူကဘယ်သူလဲရထားရောက်မဲ့ကြီးညာချက်ထွက်ပေါ်လာတဲ့အခါလူစီဟာဘူဒါယုံထဲကိုအမြန်ပြေးဝင်သွားပါတယ်။သူ့ကိုယ်သူလူစီကနေပိုးဝေးသွားတာကိုမြင်တော့လူစီစိတ်သက်သာရသွားတယ်လို့တက်ပြင်းချလိုက်ပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာလူကလူစီရှိမှထူးဆန်းစွာပေါ်လာပါတယ်။လူစီအနေငယ်ကြောက်လန့်သွားပါတယ်။သူမဖြည်းဖြည်းချင်းတခြားရထားတွေတစ်ခုစီရှောက်သွားပေမဲ့လူကသူမကိုစိုက်ကြည့်နေပါတယ်။အဲ့ဒီအချိန်မှာရထားတွေးမိတွေရုတ်တရက်ငြိမ်းသွားပြီးလူစီကကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုမြင်လိုက်ရပါတယ်။လူကသူမကိုနောက်ကနေနောက်ပြန်လိုက်နေပါတယ်။ကံကောင်းထောက်မှစွာပဲရထားကဘူဒါယုံကိုရောက်လာပြီးလူကရထားနဲ့အတူထွက်သွားပါတယ်။လူစီကအန်ရတွေပြီးဆုံးသွားပြီလို့ထင်ခဲ့ပေမဲ့မကြခင်မှာပဲဒီမှာစွန့်ပစ်ထားတဲ့ရထားဟောင်းတစ်စင်းရှိနေတာကိုတွေ့ရှိခဲ့ပါတယ်။ရထားဝင်ပေါက်မှာလူစီကဝေါ်ကီတော်ကီတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။တရေချောက်တဲ့မြေအောက်ရထားအကြောင်းအမှန်တရားကိုဖော်ထုတ်ဖို့လူစီကဖြည်းဖြည်းချင်းအဟောင်းထဲကိုလှမ်းဝင်သွားတယ်